နေ့စိတ်မကောင်းကြတစ်စိမ်တစ်ခုတက်လာခင်ဗျာဒီမြန်မာနိုင်ငံအနေပြီးတော့ထိုင်းမြန်မာနိုင်ငံအနေပြီးတော့တစ်ဆက်ပေါ့နော်ထိုင်းနိုင်ငံတို့ထိုင်းနိုင်ငံနေပြီးတော့မလေးရှားကိုသွားမယ်လူငယ်တူကွာဒီကားထဲမှာကွာအသက်ရှူကျက်ပြီးတော့တေဆုံးသွားတယ်ခင်ဗျာဒီအများကြီးသူကထပ်ဖြစ်တာကွာကျင်းထောင်လို့အခုလန့်နေသွားဆိုပေါ့နော်အဲ့နောက်ပိုင်းတော့အသက်ရှူကျက်ပြီးတော့ဒီကံလေးကတေဆုံးသွားတဲ့အချိန်မှာအလောင်းသူတို့ပြစ်ချထားတယ်ပေါ့ပြစ်ချထားတဲ့အချိန်မှာသူရဲ့တင်ငယ်ချင်းကနေပြီးတော့မေလို့သွားချင်းတော့ပေါ့နော်ငါတင်ငယ်ချင်းမှာနောက်တော့ကနေခဲ့မယ်ပေါ့နော်အဲ့ဒီတော့သူ့တင်ငယ်ချင်းအလောင်းကသူရခဲ့တယ်ပေါ့နော်ဒီသွားဖို့ဆိုကုန်ကြစိတ်ရဲ့အရင်များတယ်ခင်ဗျငွေကြီးဒီစင်းစားကြီးမြန်မာနိုင်ငံနေထိုင်ရနေဟောတော့တစ်ဆက်ငွေကြီးအရင်ကုန်တာအဲ့ဒီမှာခင်ဗျာဆိုကြတော့တော့တနာတဲ့အရင်ခေါင်းကြောင့်မနေ့ကလည်းတင်နေကြတယ်မှာတကြံရေးဆိုဟောယူနေနဲ့ကြောက်နေဆိုကျွန်တော်လည်းပြန်ချလိုက်တယ်ခင်ဗျာမြန်မာနိုင်ငံနေပေါ့နော်ဒီထက်နိုင်ငံတစ်ဆက်မလေးကိုတောလန်းနေလို့တော့ချက်မဲ့လူတွေတဲကပေါ့နော်တဲ16နှစ်အရွယ်ခင်ဗျာသူကတော့ချင်းလို့ဖြစ်တယ်အမီကကျတော့ပုံလန်ခန်းဆိုတဲ့ချင်းမောင်လေးတို့ပေါ့နော်သူကကားထက်မှာအတစ်ရှူကျက်ပြီးတော့ကားပေါ်နေဆုံးသွားတယ်ထိုင်းကနေမလေးကိုတက်တဲ့အဖွဲတွေကမှစုတ်ခလာဘက်မှာအဖမ်းခံရတာပေါ့ခင်ဗျာပြီးခဲ့တဲ့ရက်ကဟိုမှာတရင်တင်တာပေါ့နော်ဒါပေမဲ့ဒီမလေးတို့အဖွဲတွေပါမှန်မတိခဲ့ခင်ဗျာတော်လန်းကန်နေလားတော်လှန်နေတော့เนาะသူကလာခဲ့ရပြီးတော့ကားထဲကိုကားထဲကိုပေါ့နော်ပွဲစားတွေကလူတွေကိုသူကထိုးသိပ်တယ်ပေါ့ထက်လာခဲ့ရပါပွဲစားတွေကလူမဆန်းနဲ့ကိုချင်းမစားပဲနဲ့ပေါ့နော်သူကလောက်ရက်တွေကြောင့်ကားရနဲ့လူနဲ့မလိုက်ဖက်ပဲနဲ့ကြက်တဲနဲ့သူလိုက်လာခဲ့ရတယ်နော်အဲ့ထမှာကားတစ်စီးပေါ်မှာတငယ်ချင်းဖြစ်သူပေါ့နော်အမီကစံပန်းနောင်ဆိုတဲ့ချင်းမောင်လေးတယောက်ရပါလာခဲ့မြတ်ဒီကျွန်တော်ဖတ်ပြရမျိုးမပါရ sorry ပါပေါ့နော်သူချင်းတော်မျိုးကြောင့်တိတ်ရမဖတ်တော့19နှစ်ချင်းမောင်လေးကလူတွေကြားမှာအတက်ရှူကျက်ပြီးတော့ဆုံးသွားခဲ့မြတ်ချင်းမောင်လေးဆုံးသွားတာကိုတီးတယ်သူထိုင်းကားသမားကနှုတ်ကလာပင်နယ်ပဲရောက်တော့ပင်နယ်ထဲအလောင်းပြစ်ချဖို့လုပ်တာပေါ့နော်အတူပါလာတဲ့တင်ငယ်ချင်းဖြစ်သူကလောက်ကုန်မပြစ်ချဖို့ပေါ့နော်သူအလောင်းနဲ့သူအတူပြန်ခဲ့မယ်ဆိုတော့သူကပြောတယ်ပေါ့နော်သူတင်ငယ်ချင်းအပေါ်လူမဆန်တဲ့လုံးရသူလက်မခံနိုင်တဲ့အကြောင်းပေါ့နော်ကားသမားသူကပြောတယ်အတူခိုးလန်းကနေတက်လာကြတဲ့မြန်မာပြည်သားတခြားအဖွဲ့တွေကပေါ့နော်မင်းတို့သွားမယ်ဆိုသွားကြငါတော့မလိုက်တော့လို့သူကပြောတယ်ငါတငယ်ချင်းအနားမှာငါနေခဲ့မယ်ငါ့ကိုထားခဲ့ကြဆိုပြီးတော့ဆွန်ကလာကြီးသူမကန်းချေအနီးနားမှာနေခဲ့ရလို့သိရခင်ဗျကန်းချေမှာတငယ်ချင်းအလောင်းကိုဖက်နေတဲ့စမှာမြန်မာတချို့ကတွေ့ပြီးတော့ဖြစ်စေပြီးပြောပြခဲ့တယ်လို့သိရခင်ဗျအလောင်းကိုတော့ဆေးရုံယူတော့မှဖြစ်ပြီးတော့17ရက်နေ့မှာတစ်ရှူကျက်ပြီးချင်းမောင်လေးဆုံးသွားပါတော့လက်ရှိတငယ်ချင်းတွေကရဲတွေကိုတရားမဝင်လမ်းကနေပေါ့နော်လာလို့ဆက်လက်အရေးယူဖို့ခေါ်သွားမယ်လို့သိရခင်ဗျတငယ်ချင်းကိုဘယ်မျိုးအချုပ်ထဲမှာရောက်ထက်ထားလဲဆိုတာတော့မသိရသေးဘူးခင်ဗျသုံးသွားတဲ့ချင်းမောင်လေးရဲ့တငယ်ချင်းတို့ကသူတို့ရဲ့ချင်းပြည်ကနေရောမိသားစုထောက်ပံ့ဖို့ပေါ့နော်ထောက်ပံ့ဖို့ရဲ့သူတို့နေတဲ့နေရာမှာဆက်သားတွေပေါ့နော်စုဆောင်းနေကြလို့ပေါ့နော်စုလိုက်ပြောင်းရှိနေကြလို့အခက်အခဲကိုယ်စီနဲ့လာကြတာပါခင်ဗျမိသားစုနဲ့ထပ်တူဝမ်းနဲ့ဆက်မကောက်ရပေါ့နော်တငယ်ချင်းမှာလည်းအများနဲ့တော့ပါသေးနော်မိနဲ့တငယ်ချင်းတော့ပါတော့သူတောင်းပေးလိုက်တယ်ပေါ့နော်စိတ်မကောင်းပါဘူးသူတငယ်ချင်းအတွင်းလည်းပေါ့နော်သူအကုန်လုံးဆက်ပြီးဒီဖမ်းမိသွားတော့သူတို့ဟိုဟာဒီတိုင်းပဲကွာဆက်မကောက်ပေါ့နော်ဒီသူများနိုင်ငံသွားမဲ့လူတွေတတိထားကြပါဒီထိုင်းနိုင်ငံသွားမဲ့ဆိုခိုးလန်းနဲ့မသွားစေချင်ကွာဖြစ်မှရင်တရားဝင်လမ်းမဲ့သွားစေချင်တယ်အဲ့ဒီခိုးလန်းမသွားရကိုမသွားဖြစ်နေတာကအလဲဗီဇာနဲ့သွားလို့ရပါတော့အဲ့ဒါနဲ့သွားတစ်ဆက်တတိခေါင်းရင်တော့လူတို့ဗီဇာရမှာပေါ့နော်တတိလက်ခံပါမခံရဆိုယူတို့ထိုင်းနိုင်ငံမှာလို့ဆိုလို့ရပါတယ်ပေါ့နော်အဲ့လိုမျိုးခိုးလန်းမသွားကြပါနဲ့လို့เนาะအရင်ပိတ်မှန်းတဲ့တချို့ဆိုရင်လေပါကင်ချင်းတွေထပ်အဲ့ဒါအဲ့ပါချေပေါက်ဖောင်လို့အဲ့ထက်မှာလူတွေတယောက်ထည့်တာဘလောက်တစ်ချူကြလိုက်မလဲစဉ်းစားလေထပ်ဆိုတဲ့ဟာကိစ္စမလွယ်တဲ့ကိစ္စမဟုတ်တာကားတွေပါလေးစားလို့ကြောက်တွေပါနေနဲ့ဆိုဒီထက်မှာညှက်သိတော့ level လေးပြန်ပြီးလို့လုပ်မလဲနော်ပြီးစိုက်ကြပါလို့ဖိတ်မကောင်းကြ